အားလုံးမင်္ဂလာပါသာသနာနယ်တဲ့မှာယုံကြည်တော်သူဓမ္မမစ္ဆွေငယ်ကိုပေါင်းတို့ခရစ်တော်ရဲ့နာမတော်အားဖြင့်ကျွန်တော်ဒေသနာဝင်ခါရမယ့်အကြောင်းကိုနားရှင်ဖို့ရအတွက်ကျွန်တော်အားလုံးဖိတ်ခေါ်လိုက်ပါတယ်ဒီကတိဧဝံဂေလိတရားအနေနဲ့ကျွန်တော်တို့နားရှင်ရမယ့်အကြောင်းကတော့ယောဒရဲ့အတ္တတာလေးဖြစ်ပါတယ်အဲ့ဒီယောဒရဲ့အတ္တတာလေးနဲ့ကျွန်တော်တို့ခွန်အားရရှိဖို့ရအတွက်ကျွန်တော်တို့အားလုံးသာသနာနယ်ထဲမှာနေကြတော့ယုံကြည်တော်သူဘုရားအားလုံးဖြစ်စေထုပြင်သာသနာပြုတော်သူဆရာမတို့လည်းအားလုံးဖြစ်စေခရစ်တော်ရဲ့နာမတော်အားဖြင့်ကျွန်တော်လွှတ်လဲနားရှင်တော်တာပြီးဖို့ရာအတွက်ကျွန်တော်ဖိတ်ခေါ်လိုက်ပါတယ်တမန်ကျမ်းစာကိုဖတ်ကြစို့ယောနဝတ္ထုအခန်းကြီး1အငယ်2တင်ထ၍နိနေဝေမြို့ကြီးသို့တွားပြီးလင်ချင်းချောက်သောစကားနှင့်ကြွေးကြော်လောထိုမြို့ပြုသောဒုစရိုက်အဖြစ်သည်ငါရှိသို့တက်လာပြီဟုအမိန့်တော်မူ၏ဖတ်ခဲ့ရတော့ဖယားသခင်ရဲ့နှုတ်ကပတ်တော်ပေါ်တွင်အဖဖယားသခင်ကောင်းချီးမင်္ဂလာတက်ရောက်ပါစေအာမင်ဒီကနေ့ကျွန်တော်တို့ယုံကြည်တော်သူများအားလုံးခွန်အားရရှိဖို့ရအတွက်ယောနာရဲ့အတ္တတာလေးကိုကျွန်တော်တို့အတုယူပြီးတော့တင်ခန်းစာရယူပြီးတော့ကျွန်တော်တို့အတ္တတာမိမိတို့ရဲ့နှလုံးသားထဲမှာကျွန်တော်တို့ရရှိဖို့ရအတွက်ကျွန်တော်ဝင်ခါရမှာဖြစ်ပါတယ်ယောနာဟာတစ်ချိန်တစ်ခါတုန်းကဖယားသခင်အတုံးပြုထားတော့ပရောဖက်တစ်ပါးတယောက်ဖြစ်ပါတယ်ဒါကြောင့်ပရောဖက်တစ်ပါးတယောက်ဖြစ်တဲ့အတွက်ကြောင့်ဖယားသခင်ကဒီနိနိဝိမြို့မှာနေထိုင်ခဲ့ကြတော်သူများသည်သူတို့ကအာစီးရီးယားလူမျိုးများဖြစ်ခဲ့ကြပါတယ်တိုးတော့ဘုရားသခင်အတုံးပြုထားတော့ပရောဖက်ယောနာဟာဣသလလူမျိုးဖြစ်ခဲ့ပါတယ်ဒါကြောင့်အဲ့ဒီနိနိဝိမှာနေထိုင်ခဲ့ကြတော့လူမျိုးများသည်ဒုစရိုက်များပြုလုပ်ခဲ့တဲ့အတွက်ကြောင့်ဘုရားသခင်ကလည်းဒေါ်ထွက်ပြီးတော့အဲ့ဒီနိနိဝိမြို့ကိုဖြစ်ရှိဖို့ရအတွက်ဘုရားသခင်ကအကြံရှိပါတယ်ဘုရားသခင်ရဲ့အကြံစီထဲမှာရက်ပေါင်း40ကိုအချိန်ပြီးထားတာကိုကျွန်တော်တို့ကျမ်းစာထဲမှာတွေ့ရပါတယ်အဲ့ဒီရက်ပေါင်း40အတွင်းမှာသူတို့နောင်တရလို့ရှိရင်သူတို့မြို့ကိုမဖြစ်ရှိမဲ့အကြောင်းကိုယောနာထမှာဘုရားသခင်ရဲ့စကားကိုရောက်ရှိလာပြီးတော့ယောနာရဲ့အကြံစီထဲမှာလေဘုရားသခင်ရဲ့ပြောသောစကားသည်ဘုရားသခင်ရဲ့စီခိုင်းခြင်းသည်ရောက်ခဲ့တော်လေယောနာရဲ့စိတ်ထဲမှာမကောင်းသောစိတ်ကိုထားရှိတဲ့အတွက်ကြောင့်သူဘုရားသခင်ထံတော်ကနေပြီးလွှတ်ဖို့ရအတွက်သူကြိုးစားခဲ့ပါတယ်ဒီကျွန်တော်တို့တမန်ကျမ်းစာထဲမှာတွေ့ရပါတယ်ယုတ်ပြမြို့ကိုတွားပြီးတော့တာချီမြို့ပက်ထိုးလှဲ့တဲ့တင်ဘောခရီးကိုသူကစီးပြီးတော့အဖို့ခပေးပြီးတော့နိနိဝိမြို့ကိုသူတရားတော်ဟောရမယ့်အစားတာချီမြို့ဖက်တော့လှည့်ပြီးတော့သူခရီးနှင်ပြီးတော့ထွက်ခဲ့တာကိုကျွန်တော်တို့ကျမ်းစာထဲမှာတွေ့ရတယ်ဒါကြောင့်ဘုရားသခင်ကလည်းဒေါ်ထွက်ပြီးတော့ဘုရားသခင်ဒေါ်ထွက်တဲ့အတွက်ကြောင့်အဲ့ဒီယောနာကိုပြင်းစွာသောလီနဲ့လိုက်ပြီးတော့မုံတဲ့မုံတိုင်းကြာရောက်စီပြီးတော့စီလာခဲ့တော့တင်ဘောသားများလေတင်ဘောပေါ်စီလာတော့သူများလေအားလုံးဒုက္ခရောက်စီခဲ့ပါတယ်ချစ်တော်ဓမ္မမစ္ဆွေငယ်ကိုပေါင်းတော့ကျွန်တော်တို့တိရှိနားလေတဘောပေါက်ဖို့ရအတွေ့ကျွန်တော်ဝင်ခလူချင်တာကတော့မိမိတို့ရဲ့အပိတယောက်ကြောင့်လူမျိုးများစွာဒုက္ခခံစီနိုင်တဲ့အကြောင်းကိုကျွန်တော်တို့ယုံကြည်တော်သူအနေနဲ့ကျွန်တော်တို့တိစီတဘောပေါက်နားလေဖို့ရရည်ကြည်ပါတယ်ဒါကြောင့်နှစ်စဉ်အတ္တတာမှာကျွန်တော်တို့ကဖယားရဲ့သခင်ရဲ့အလိုတော်ကိုငါဘာပြုမှားမိတယ်လေဆိုပြီးတော့ကျွန်တော်တို့နှစ်စဉ်နဲ့အမြအမိမိကို
တိရှိရမည်ဒါပြီးဒီအပြစ်မြတ်ကိုကျွန်တော်တို့နေ့စဉ်နေ့တိုင်းကျွန်တော်တို့ကခွန်အားယူပြီးတော့ဆုတောင်းရမယ်ဆုတောင်းခြင်းအဖြစ်ကျွန်တော်တို့ဘာမဆိုကျွန်တော်တို့နှလုံးသားထဲမှာရှိတဲ့ဒီစာတာမောင်ဖိုက်သားရဲ့အလိုတော်ကိုကျွန်တော်တို့အနိုင်ရရှိရမှာဖြစ်ပါတယ်မိမိတို့ဇာတိပဂရိအလိုသားအနေနဲ့နှိုင်းလို့မရဘူးကျွန်တော်တို့ကဆုတောင်းခြင်းအဖြစ်ခွန်အားယူပြီးတော့ဆုတောင်းခြင်းမှာတကူပါပါတယ်ကျွန်တော်တို့ဆုတောင်းလို့ရှိရင်အဖဖရာတခင်ကနားညောင်းပြီးတော့ကောင်းကင်တမန်တော်ကိုလှုပ်ရှားစီပြီးတော့ကောင်းကင်တမန်တော်တွေကလည်းကျွန်တော်တို့ဖက်မှာပါလာမှာဖြစ်ပါတယ်ကျွန်တော်တို့ကျမ်းစာထဲမှာပါရှိထားပါတယ်ဒါကြောင့်ကျွန်တော်တို့ကဆုတောင်းပြီးတော့ကျွန်တော်တို့လွတ်မြောက်ဖို့ရတော့အင်မတန်မှဆုတောင်းဖို့လေတကူကြီးတဲ့အကြောင်းကိုလည်းတာတနာနဲ့တက်မှာယုံကြည်တော်ဓမ္မမင်းဆွေကြီးကိုပေါင်းတို့ထို့ပြင်တာတနာပြုဆရာဆရာမတို့လည်းကျွန်တော်ခွန်အားပေးချင်ပါတယ်ဆုတောင်းခြင်းနဲ့ခွန်အားယူပါဘာကြောင့်လဲကျွန်တော်တို့အတင်းတော်ကနေငွေပေါင်းမြောက်များစွာအကုန်ကြက်ခံပြီးတော့တာတနာနဲ့ကိုဖယားနိုင်ငံတော်ဖြစ်ဖို့ရန်အတွက်ယုံကြည်တော်သူကယ်တင်ခြင်းရရှိတော်သူဖြစ်လာနိုင်ဖို့ရန်အတွက်ကျွန်တော်တို့ကတာတနာပြုတော်သူဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ရဲ့တာဝန်မှာဘာလဲကျွန်တော်တို့ကဆုတောင်းပြီးတော့ဆုတောင်းကိုလည်းစာငတ်ဖို့လိုတယ်စာငတ်ဖို့ထင်ဖို့လိုတယ်အဲ့လိုတာတောင်းလို့ရှိရင်ကျွန်တော်တို့ကမြန်မာပြည်ကြီးကိုလည်းတနည်းကြရင်ပြောင်းလဲလာပြီးတော့ယုံကြည်တော်သူကျွန်တော်တို့မစ်ဆွေငေကိုမောင်နှမမစ်ဆွေငေကိုမောင်နှမများမြို့များစွာဒီတရားကိုမတိရှိတော်သူမြို့များစွာရှိခဲ့တယ်ဒါကိုကျွန်တော်တို့ဘက်ကဆွဲယူပြီးတော့ခေါ်ယူပြီးတော့ကျွန်တော်တို့ထာဝရဘုရားကိုကယ်တင်နိုင်သောဘုရားကိုယုံကြည်လာနိုင်မှုရအတွေ့တာတနာပြုတော်သူဆရာဆရာမတို့လည်းခင်များတို့အပေါ်မှာအဲ့ဒီဝင်ကိုရှိပါတယ်ဆိုတဲ့အကြောင်းကိုလည်းခွန်အားပေးချင်ပါတယ်ဒါဆိုယောနာရဲ့အသက်တာလေးကိုလည်းပြန်လှည့်ပြီးတော့ကျွန်တော်တို့ပြန်ကြည့်ရအောင်ယောနာရဲ့အသက်တာမှာသူလည်းဘုရားသခင်စီခိုင်းသောအလိုကိုမလိုက်ဘဲနဲ့သူ့အလိုကိုလိုက်ပြီးတော့သူ့ရဲ့လူမျိုးလည်းမဖြစ်တဲ့အတွက်ကြောင့်တစ်ဖက်မှာမုန်းတာလည်းဖြစ်မယ်ဘာလို့လဲဆိုတော့သူတို့ကအဆီးရီးယားလူမျိုးဖြစ်တဲ့အတွက်ကြောင့်ဣသလလူမျိုးမဟုတ်တဲ့အတွက်ကြောင့်သူကမုန်းတာလည်းတစ်ခုဖြစ်နိုင်ပါတယ်ဒါကြောင့်မတော်ချင်ပဲနဲ့နေတဲ့အခါမှာဘုရားသခင်ကတော့ထွက်ပြီးတော့ပြင်းစွာတော့လီကိုတိုက်ပြီးတော့မုံတိုင်းကိုကြက်ရောက်စီပြီးတော့တင်းဘုံခရီးပေါ်မှာစီတော်တင်းဘုံပေါ်မှာစီတော်ခရီးတယ်များလဲအားလုံးဒုက္ခရောက်ကြပြီးတော့တင်းဘုံသူကြီးကကဲဒီလိုချင်းနေရောက်ပြီးတင်းဘုံကပြစ်လူခါနေပြီပစ္စည်းတော့မယ်ကျွန်တော်တို့မြုပ်ပြီးတော့အားလုံးတည်မယ်မိမိတို့ကုကွယ်ချက်တော့ဖယားကိုဖယားထမဆုတောင်းကြပါဆိုပြီးတော့အဲ့ဒီတင်းဘောသူကြီးကခိုင်းတဲ့ခါမှာအားလုံးဆုတောင်းလိုက်ခဲ့တယ်မိမိတို့ဖယားကိုတပြီးတော့ခေါ်ကြတယ်ဘာကြောင့်ဖယားကိုတပြီးခေါ်တာလဲဖယားကကျွန်တော်တို့အသက်ကိုကယ်တင်နိုင်တယ်ဆိုတဲ့အဲ့ဒီနှလုံးသားထဲမှာအတိတရားနဲ့အဲ့ဒီနာဝိညာဉ်နဲ့တည်ထားတဲ့အတွက်ကြောင့်မိမိတို့ဖယားကိုတပြီးတော့ကယ်တင်ဖို့ရအတွက်တို့အော်ဟက်ပြီးတော့ဆုတောင်းကြတာဖြစ်ပါတယ်တိုးတော်လေးပဲဒီချိန်ခါမှာယောနာဟာသူကမတိမတာလေးနဲ့သူကအဲ့ဒီတင်ဘောနောက်ပြီးမှသူကအိပ်ပျော်ပြီးတော့ဟန်ဆောင်ပြီးတော့အိပ်ပျော်ပြီးတော့နေခဲ့ရတယ်တိုးတော်လေးပဲတင်ဘောသူကြီးကတွေ့တဲ့ခါမှာဟေးငါငယ်လေးထားခမရဘဲကနေဘဲရက်ကနေလာတယ်လေခမရဘဲလူမျိုးလဲဘဲဘာသာကိုကူးကြတာလဲဆိုပြီးတော့မိတဲ့အခါမှာယောနာကလည်းအမှန်ပြောပြီးတော့အိုးကျွန်တော်ဟာဘုရားသခင်စီခိုင်းထားသောအရာကိုကျွန်တော်မဆောင်ရွက်ရတဲ့တုံကြောင့်နိနဝိမြို့တို့ကျွန်တော်တရားတော်မဟောရတဲ့အတွက်ကြောင့်ကျွန်တော်တို့ဤကဲ့သို့ဆိုင်းတဘူးထားပြီးတော့ကျွန်တော်တို့တင်ပေါ်ကြီးဟာပစ္စည်းလူနေပါဖြစ်တဲ့အကြောင်းကိုသူကပွင့်လင်းပြောလိုက်ရတယ်ဒါပြီးတော့ကျွန်တော်လူမျိုးကတော့ဟေဘဲလူမျိုးဖြစ်ပါတယ်ဟေဘဲလူမျိုးဖြစ်တယ်ဣသလလူမျိုးဖြစ်တယ်ဆိုပြီးတော့ကျွန်တော်ကုကွယ်တဲ့ဘာသာမှာတော့ကောင်းကင်နဲ့မြေကြီးကိုဖန်ဆင်းတော်မူသောထာဝရဘုရားဖြစ်တယ်ဆိုပြီးတော့ပြောပြလိုက်တယ်ဒါပြီးတော့ကျွန်တော်တို့အတူဆုံးနဲ့ကျွန်တော်တို့ပြောပါရစေချစ်တော်ဓမ္မမစ္ဆုကြီးကိုပေါင်းတို့ဒါပြီးတော့သူတို့ကစည်တံကိုသူတို့ကချပြီးတော့အစီအစဉ်ရှိခဲ့တယ်တင်ဘောသူကြီးတယောက်ကကဲအားလုံးခေါ်ပြီးတော့ရှေးဝေးကြပြီးတော့ဘယ်သူအပစ်တွေ့ကြောင်းလဲအဲ့လိုကျွန်တော်တို့တင်ဘောကိုပစ္စည်းလူနေပါဖြစ်တာပဲဆိုတာသူတိုင်ပင်ခဲ့တယ်တိုးတော်လေးပဲဂျောနာကမိမိကိုအစောတလင်
သူကဖွင့်ပြောပြပြီးတော့အဲ့ဒီစရီတန်လေယောနာရဲ့အပေါ်မှာကြေရောက်ခဲ့တဲ့အကြောင်းကိုကျွန်တော်တို့ဆွေးယူမိတဲ့အကြောင်းကိုတမန်ကျမ်းစာထဲမှာတွေ့ရတယ်ဒါဆိုယောနာရဲ့သူ့ရဲ့အဖြစ်ကိုသူမြင်တဲ့အတွေ့အကြုံကဲကျွန်တော်ကိုခြီးပြီးတော့အဲ့ဒီပင်လယ်မှာချပစ်ပါတဲ့ကဲချစ်တော်ဓမ္မမစ်ဆွေကြီးကိုပေါ့လို့စဉ်းစားကြည့်ပါမိမိတို့မစ်ဆွေတငယ်ချင်းများသည်တခါတိတဲ့ပင်လယ်ထဲမှာချပစ်ဖို့ရတော့လွဲတဲ့ကိစ္စတော့မဟုတ်ပါဘူးနော်သူဘာပြမှားတာလဲဆိုတာလဲဘယ်သူမှလည်းမသိဘူးတိုးတော်လေးပဲငါ့ကိုခြီးပြီးတော့ပင်လယ်ထဲမှာချပစ်ပါတဲ့လွတ်တော့အရာတော့မဟုတ်ပါဘူးတိုးတော်လေးပဲအဲ့ဒီမုန်တက်မုန်တိုင်းကလည်းငင်းတက်ချင်းမရှိတဲ့အတွက်ကြောင့်ငင်းတဲ့မရှိတဲ့အတွက်ကြောင့်ဆက်လက်ပြီးတိုက်ပြီးတော့တင်ဘောကပစ်လို့အချိန်ရောက်တဲ့အခါကျတော့သူတို့ကပစ်ချလိုက်ရတယ်ပစ်ချလိုက်ပြီးတော့ပြင်းစွာတော့လီတိုက်ချင်းမုန်တက်မုန်တိုင်းများကိုလည်းအားလုံးငင်ခဲ့ကြတယ်တင်ဘောသူတင်ဘောတာအားလုံးလည်းကြီးစိုးတင်ပြီးတော့ရစ်ကိုပူဇော်ပြီးတော့ဖယားကိုချီးမွမ်းတယ်တဲ့ချစ်တော်တပါးမစ်ဆွေမျိုးပေါ်တော့ဒါကြောင့်ယောနာရဲ့အတ္တတာလေးကိုကျွန်တော်တို့ကြည့်ချင်းအပြင်ယောနာရဲ့အတ္တတာထဲမှာကျွန်တော်တို့နှစ်ရှင်တဲ့ဘဝမှာအတ္တတဲ့မှာယုံကြည်တော်သူချစ်တော်တပါးမစ်ဆွေမျိုးကိုပေါ့တို့ကျွန်တော်တို့လည်းရှိတတ်ပါတယ်ဖယားစီခိုင်းတော့အရာကိုကျွန်တော်တို့မလုပ်ချင်ပဲနဲ့ကျွန်တော်တို့တိရတာနဲ့ကျွန်တော်တို့တခြားနေရာတို့ထွက်ပြေးချင်တဲ့စိတ်ရှိတယ်လူသားတွေဟာဒါကြောင့်ချစ်တော်ဓမ္မမစ်ဆွေမျိုးကိုပေါ့တို့ကျွန်တော်တို့ယုံကြည်တော်သူများဒီတာတနာနဲ့တက်မှာယုံကြည်တော်သူလူတက်များဒီယောနာရဲ့အတ္တတာအဖြစ်သင်္ခါစာရာယူပြီးတော့ကျွန်တော်တို့အတ္တတော်အတ္တတာကိုရရှိဖို့ရန်အတွက်ကျွန်တော်တို့နှစ်စဉ်နဲ့မြတ်ဆုတောင်းပါဆုတောင်းခြင်းကိုလည်းစာငတ်မှုရှိပါဆုတောင်းခြင်းကိုဆွဲလန်းပါဥပမာပြောပါရစေဘယ်လိုဆွဲရမလဲတချို့တော်သူက TV ဆွဲတော်သူရှိတယ်တချို့တော်သူကအရက်ဆွဲတော်သူရှိတယ်တချို့တော်သူကရှိတဲ့ဆွဲတော်သူရှိတယ်သူတို့ဆွဲတဲ့အရာကိုမတောက်မဖွာမနေပဲနဲ့မနေနိုင်ဘူး TV ဆွဲတော်သူကအမြဲတမ်း TV ကြည့်ရှင်တယ်ထူနီးတူစွာအဲ့ဒီအရာကိုလို့ရမယ်ဆိုတဲ့အကြောင်းကိုပြောဆိုလို့ချင်းမဟုတ်ပါဘူးအဲ့လိုဆွဲလန်းခြင်းရှိရမယ်ငါဆုမတောင်းရင်ကျွန်တော်ဆုမတောင်းရင်မနေနိုင်ဘူးဆုကိုတောင်းရမယ်ဆိုတဲ့အလိအကျင့်အဆွဲအယူကိုရှိရမယ်ထိုကဲ့သို့သောအတ္တတာနဲ့ကျွန်တော်တို့နေ့စဉ်အတ္တတာကျွန်တော်တို့တွာလာလှုပ်ရှားပြီးတော့ဖယားပြတ်တို့ခြေလှမ်းလှမ်းရမယ်ဆိုရင်ဆွဲလန်းတော့အရာရှိရမယ်ဆုတောင်းခြင်းကိုဆွဲလန်းကြပါလို့ကျွန်တော်အတိကအဖြစ်တာနာပြုတ်တော်သူဆရာမတို့ကိုကျွန်တော်တိုက်တွန်းရင်းနဲ့ခွန်အားပေးရင်းနဲ့ကျွန်တော်တောင်းဆိုလိုချင်ပါတယ်ကျွန်တော်တာသနာပြုလုံးကလည်းဆုမတောင်းတော်သူကျွန်တော်တို့တာသနာပြုတော်သူဆရာမတို့မြောက်များစွာရှိခဲ့ဘူးပါတယ်ဒါကြောင့်ဒီအတွေ့အကြုံနဲ့ပတ်သက်ပြီးတော့ကျွန်တော်တိုက်တွန်းပြီးတော့ခွန်အားပေးပြီးတော့ကျွန်တော်ဝင်ခလို့ချင်းဖြစ်ပါတယ်ဒါကြောင့်ယောနာရဲ့အတ္တတာကြောင့်ယောနာပထမကတော့အပိတရားကိုကျူးလွန်ပြီးတော့သူငါးရဲ့ဝန်ပိုက်ထဲမှာ3ရက်တိုင်နေခဲ့ရတယ်တိုးတော်လည်းပဲဖယားသခင်ကသူ့ကိုပြန်ထုတ်ပြီးတော့အဲ့ဒီပင်လေကဘုံဘီနာမှာလွှတ်ပြီးတော့ယောနာကလည်းဖယားစီခိုင်းထားတဲ့အတိုင်းနိနေဝေမြို့တို့သူလည်းတွားပြီးတော့3ရက်တိုင်ကဲနိနေဝေမြို့တို့တင်းတို့ရဲ့အပြစ်ကိုနောင်တရကြပါတင်းတို့နောင်တမရလင်ဖယားသခင်ကအဲ့ဒီနိနေဝေမြို့ကိုအားလုံးဖြစ်စီလိုက်မယ်ဆိုပြီးတော့သူတွားဟောလိုက်တဲ့ခါမှာ3ရက်တိုင်ခရီးနှင်ပြီးတော့တွားဟောလိုက်တဲ့ခါမှာတရွာလုံးတစ်မြို့လုံးဒါပြီးတော့ရှင်ဘရင်ကအစာအားလုံးစုတီးအဝက်ကိုဝက်ပြီးတော့သူတို့ရဲ့နောင်တရတဲ့အကြောင်းမိမိတို့ကအပြစ်တရားလုပ်မိတယ်ဖယားသခင်ရဲ့အလိုတော်မဟုတ်တဲ့အပြစ်ကိုလုပ်မိတဲ့အတွက်ကြောင့်ကျွန်တော်တို့နေထိုင်တဲ့မြို့အိမ်ဒီအားလုံးဖယားကဖြစ်စီရမယ်ဆိုတော့သူတို့လည်းကြောက်လန့်ပြီးတော့သူတို့နောင်တရတယ်ဆိုလိုချင်းကတော့ကျွန်တော်ချစ်တော်ဓမ္မမစ်ဆွေကြီးကိုပေါင်းတို့ကျွန်တော်တို့နောင်တရပြီးတော့မိမိတို့အပြစ်ကိုမြင်ပြီးတော့သုတိအဝက်ကိုဝက်ပြီးတော့ဆုတောင်းပြီးတော့ဝန်ချတောင်းပါလို့ရှိရင်ဖယားသခင်ကသူ့ရဲ့ချမှတ်ထားတော့သူနိနေဝေမြို့ကိုပစ္စည်းရမယ်စာမပစ္စည်းရှိပဲနိနေဝေမြို့ဟာဖယားသခင်အကြံရှိကနေဖယားသခင်ကရုပ်သိမ်းပြီးတော့
ဒုက္ခမရောက်ရှိပဲနဲ့မဖြစ်ရှိပဲနဲ့လွတ်လိုက်တယ်ကယ်တင်ခြင်းတရားရတယ်ဘယ်သူရတယ်လဲနိနဝိမြို့ကိုယောနာကြောင့်ကယ်တင်ခြင်းရရှိခဲ့ပါတယ်ယောနာရဲ့အတ္တတာမှာအဲမှာလဲသူလည်းကယ်တင်ခြင်းရရှိခဲ့ပါတယ်ယောနာရဲ့အတ္တတာထဲမှာမိမိရဲ့အပြစ်ကိုသိရှိနားလေတဘောပေါက်ပြီးတော့နောင်တရတဲ့အကြောင်းကိုကျွန်တော်တို့တွေ့ရတယ်ချစ်တော်ဓမ္မမစ်ဆွေကြီးကိုပေါ်တော့အားလုံးယုံကြည်တော်သူတာသနာနဲ့တက်မာနေကြကုန်တော့ဓမ္မမစ်ဆွေကြီးကိုပေါ်တော့မိမိတို့ရဲ့အပြစ်ကိုပထမဥစွာသိရှိပြီးတော့နောင်တရပြီးတော့ဖယားပြတ်တို့ခြေလှမ်းပြီးတော့ဆုတောင်းပြီးတော့ကျွန်တော်တို့နှစ်စဉ်နဲ့အများအသက်ကိုကျွန်တော်တို့ဒီကဘာလောကကြီးကိုလင်းစီဖို့ရာအတွက်မြန်မာပြည်ကြီးကိုလည်းတနည်းကြရင်ဖယားသခင်ကိုယုံကြည်တော်သူကိုကိုယ်တော်သူဖြစ်လာလို့ရှိရင်ကျွန်တော်တို့မြန်မာပြည်ကြီးကလည်းငြိမ်းချမ်းသောနိုင်ငံတာယာသောနိုင်ငံပျော်ရွှင်သောနိုင်ငံဖြစ်ဖို့ရာအတွက်ဖယားသခင်အလိုရှိတဲ့အကြောင်းအဲ့ဒီယောနာရဲ့အသက်တာလေးကိုခွန်အားရယူပြီးတော့တင်ခါစာရယူပြီးတော့ကျွန်တော်တို့မိမိပတ်ဝန်းကျင်ကြီးရွာအုပ်စုပတ်ဝန်းကျင်မှာအဲ့လိုတာတွာလာလှုပ်ရှားပြီးနေလို့ရှိရင်ကျွန်တော်တို့ကလူသားများရဲ့ကျန်စီရွက်မိနေတော့ငင်တစ်ချင်းဝမ်းမြောက်ခြင်းကိုကျွန်တော်တို့ဧကမလွယ်ဖယားသခင်ကပြီးထားမှာဖြစ်ပါတယ်ဟောခဲ့တမရတော့ဖယားသခင်ရဲ့နှုတ်ကပတ်တော်တွင်ဖယားသခင်ကောင်းခြင်းမင်္ဂလာတက်ရောက်ပါစေအာမင်